ပင်လယ်ရေအောက်ကဘာရဲ့လျှို့ဝှက်ဆန်းကျဲတဲ့အမဲလိုက်သမားသို့မဟုတ်မိုရီအီလို့ခေါ်တဲ့ပင်လယ်ငရှင့်ကြီးတွေရဲ့အကြောင်းပင်လယ်ရေအောက်ကဘာရဲ့တန်းနာကြောက်တန်းတွေကြားထဲမှာအေးအေးလူလူကူးခတ်နေတဲ့ငါးလှလှလေးတွေရှိသလိုကျောက်ဆောင်အမောင်ရိပ်ထဲမှာပုံအောင်ပြီးသားကောင်ကိုချောင်းမြောင်းတိုက်ခိုက်နေတဲ့ကျောင်းမက်ဖွယ်ရာတတဝါကြီးတွေလည်းရှိတတ်ပါတယ်ဒီထဲမှာရုပ်ရှင်တွေကအလိုင်းတတဝါကြီးတွေလိုကျူးဆန်းတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိပြီးညအချိန်ရဲ့အရှင်သခင်လို့တင်စားလို့ရတဲ့မိုရီအီခေါ်ပင်လယ်ငရှင်ကြီးတွေအကြောင်းကိုဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်မိုရီအီတွေကိုကြည့်လိုက်ရင်သူတို့ရဲ့ကိုယ်ခန္ဓာကမွေးတကားလို့ရှိလျားပြီးအကျေးခွန်လည်းလုံးဝမပါတာကိုမြင်တွေ့ရပါလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့အရေးပြားကိုထူးခြားတဲ့အကြည့်အချွဲလွှာတွေနဲ့ဖုံးအုပ်ထားပါတယ်။ဒီအကြည့်အချွဲတွေကသူတို့ကိုယောဂပိုးမွှားတွေနဲ့ကပ်ပါးကောင်တွေရန်ကနေကာကွယ်ပေးရုံသာမကပဲကျောက်ဆောင်တွေကြားတဲ့ကိုအဝင်အထက်လုပ်တဲ့အခါမှာလေအရေးပြားပိုးတိုက်တန်ရမရအောင်ချောစီတပွဲကူညီပေးပါတယ်။တချို့မျိုးစိတ်တွေဆိုရင်ဒီအကြည့်ချွဲတွေထဲမှာအစိတ်အတောက်တွေတောင်ပါဝင်တတ်ကြပါတယ်။ကျောင်းဆောင်နေကြကနေခေါင်းလေးပြူထက်နေပြီးတော့ပါဇက်ကိုတဟဟလုံနေတဲ့မိုရီအီတကောင်ကိုမြင်ရရင်တော့လူတူတူများများကသူတို့ကိုရန်လိုနေတယ်။ကြိုက်တော့မယ်လို့ထင်တတ်ကြပါတယ်။တကယ်တော့ဒါဟာရန်ဆတာမဟုတ်ပဲ။သူတို့ကတခြားငါးတွေလိုဗဟတ်ဖုံးမပါတဲ့အတွက်ပါဇက်ကိုအဆက်မပြတ်ဖွင့်လိုက်ပိတ်လိုက်လုပ်ခြင်းအပြင်ရေထဲကအောက်ဆီဂျင်ကိုဗဟတ်ထဲရောက်အောင်အတင်းတွန်းပို့ပြီးအသက်ရှူနေရတာပဲဖြစ်ပါတယ်။မိုရီအီတွေရဲ့အထူးခြားဆုံးအချက်ကတော့သူတို့မှာမေးရိုးနှစ်စုံရှိနေတာပါပဲ။တာမန်မျက်စိနဲ့မြင်ရတဲ့အပြင်မေးရိုးအပြင်လေကြောင်းထဲမှာနောက်ထပ်မေးရိုးတစ်စုံရှိနေပါသေးတယ်။သားကောင်ကိုအပြင်မေးရိုးနဲ့အမိအရှကိုက်လိုက်ပြီးဆိုတာနဲ့လေကြောင်းတွေကဒုတိယမေးရိုးကအရှိကိုထွက်လာပြီးသားကောင်ကိုလေကြောင်းနဲ့အထိဆွဲခေါ်သွားတာပါ။ဒါဟာတဘာဝလောကမှာမိုရီအီတွေထဲမှာပဲတွေ့ရတဲ့ထူးခြားတဲ့အမဲလိုက်စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့ဟာမျက်လုံးသေးသေးလေးတွေပဲပါရှိတာကြောင့်အမြင်အာရုံကတော့အလွန်ကိုညံ့ပြင်းလွန်းလာပါတယ်။ဒါပေမဲ့တဘာဝတရားကသူတို့ကိုအလွန်ထက်မြက်တဲ့အနံ့ခံအာရုံကိုပေးထားပါတယ်။ရေထဲမှာပျော်ဝင်နေတဲ့သွေးနံ့ဒါမှမဟုတ်သားကောင်ရဲ့အနံ့ကိုအဝေးကြီးကနေအာရုံခံနိုင်စွမ်းရှိတာကြောင့်ညဘက်အမောင်ထဲမှာတော့အမဲလိုက်ဖို့အတွက်အလွန်ကိုအဆင်ပြေလာပါတယ်။မိုရီအီတွေဟာတဘာဝအရာရှက်တတ်တဲ့တတဝါတွေဖြစ်ပြီးအကြောင်းမဲ့တိုက်ခိုက်တာမျိုးတော့မရှိတတ်ကြပါဘူး။ဒါပေမဲ့ရေငုပ်သမားတွေအနေနဲ့သူတို့ရဲ့နေအိမ်တွေဖြစ်တဲ့ကျောက်ဆောင်တွင်းတွေကိုလက်လိုက်တာမျိုးတွေအစာကျွေးဖို့ကြိုးစားတာမျိုးတွေလုပ်ရင်တော့အကိုက်ခံရနိုင်ပါတယ်။သူတို့ရဲ့သွားတွေကနောက်ပြန်ကွေးနေတဲ့အတွက်တခါကိုက်မိရင်ရုံထွက်ဖို့အလွန်ခက်ခဲပြီးဒဏ်ရာအပြင်းထန်ရတတ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့မိုရီအီတွေဟာကြည့်ရတာကြောက်စရာကောင်းပေမယ့်ပင်လယ်ရေအောက်ဂီဟာစနစ်အတွက်တော့အလွန်ကိုအရေးပါတဲ့တတဝါတွေဖြစ်ပါတယ်။သူတို့ဟာပင်လယ်နဲ့တန်ရှင်းရေးသမားတွေလိုပဲအားနည်းတဲ့တတဝါတွေနဲ့အသေးကောင်တွေကိုစားသုံးပေးခြင်းအပြင်သမုဒ္ဒရာကိုဟန်ချက်ညီအောင်ထိန်းညှိပေးနေကြတာပဲဖြစ်ပါတယ်။